သားဉာဏ်အားစသဖြင့်အလုံးပါဝင်နေတဲ့ပုဂ္ဂိုလ်တွေကိုလည်းဒီမှာလည်းပြီးတော့တို့နေတဲ့ဒီတရားတွေကိုဆက်ပြီးတော့ကျိုးတော်ကောင်းမယ်လို့လည်းပြောပြီးပါတယ်ပြီးတော့ဒီပြုတဲ့ဒီခွင့်မှာဖြစ်ခဲ့တဲ့